ခြေလုံးယူတယ်ပတ်တယ်လက်မနဲ့လက်ခနဲ့လည်းတွဲပြီးတော့ကိုင်းတယ်ပြီးရင်အကကွင်းလေးတွေကိုထည့်မယ်ဒီကွင်းကအပ်ဝင်လို့ရလောက်အောင်နော်အပေါက်ကိုအရန်အခြေကြီးလည်းမဖြစ်စေနဲ့ချင်းချင်းလေးလည်းမဖြစ်စေနဲ့နော်ဒီလောက်ဆိုရင်နေတော့ပဲအဲဆိုရတယ်ဒါဆိုရင်ချင်းနဲ့အပ်နဲ့ကိုင်းတာအဲ့တော့ပထမဆုံးဆင့်အနေနဲ့တရေရေခုနအပေါက်လေးတွေကိုထည့်မယ်ဒါဖွန်ပြီးထိုးတဲ့နီးပေါ့နော်ရှင်းမယ်တွဲမယ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 ်ဖွန်ပြီးလေးတွေရမယ်နော်ပထမဆုံးစစချင်းချင်းကတော့ညီမှာမဟုတ်ဘူးနော်များများထိုးရင်နဲ့ညီသွားနိုင်မယ်ရှေ့တွဲရှေ့တွဲရှေ့တွဲဒီတိုင်းလေးပဲကိုင်သွားနော်ရှေ့ရှေ့တွဲဒါဆိုရင်ဒါဖွန်ပြီးအဲ့ဒါဟိုအခုတရားထိထိုးပါနော်ပြီးရင်အင်စာလေးပြန်ထပ်ပြီးပါ